Wisdom Studio ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2009ခုနှစ်ကထွက်ရှိထားတဲ့ Semo ဆိုတဲ့ဟာတာစိတ်ကူးရင်စမ်းကျဲရုပ်ရှင်ကားလေးအကြောင်းကိုပြောပြပေးသွားမှာပါဇလန်အစအဆုံးပြောပြမှာဖြစ်လို့ spoil တွေပါနိုင်တယ်ဆိုတာကြိုသတိပေးပါရစေဇလန်အစမှာတော့အယောင်သွေးစုံလေးနဲ့ညအိတ်ဝတ်စုံဝတ်ထားတဲ့ဂျပန်မျိုးသားတစ်ယောက်ဟာသတင်းပေါက်တကားနဲ့မျက်နှာကျက်လုံးဝမရှိတဲ့အဖြူရောင်ခန်းလွတ်ကြီးတစ်ခုထဲမှာနိုးလာပါတယ်သူကနေရန်တွေကိုလိုက်ကြည့်တဲ့အခါမှာတော့နေရန်ကနေထွက်နေတဲ့ထူးဆန်းတဲ့အတက်ကလေးတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒါကိုသူကသွားနှိပ်လိုက်တဲ့အခါမှာတော့ရုတ်တရက်ဆိုသလိုနေရန်တွေကျမ်းပြင်တွေထဲကနေကလေးနဲ့မိမယ်လေးတွေရာနဲ့ချီပြီးထွက်လာပြီးရေမောကပြန်ပြောက်ကွယ်သွားကြပါတယ်သူတို့နောက်မှာတော့နေရန်တစ်ခုလုံးမှာအဲ့ဒီလိုအတက်ကလေးတွေအများကြီးကျန်ရစ်ခဲ့ပါတော့တယ်ဒါဟာတင်ယူခြင်းဆိုတဲ့အဆင့်ပါပဲဒီကောင်လေးဟာကြောက်လန့်တကြားနဲ့အော်ဟစ်အကူအညီတောင်းပေမဲ့ဘယ်သူမှရှိမနေပါဘူးနောက်ဆုံးမှာတော့သူကနေရန်ကခလုတ်တွေကိုတစ်ခုပြီးတစ်ခုလိုက်နေကြည့်ပါတော့တယ်ခလုတ်တစ်ခုစီကနေတော့ပုတ်တန်ကအစပန်းအိုးကြီးတွေအထိထူးဆန်းတဲ့ပစ္စည်းမျိုးစုံကျလာတတ်ပါတယ်ခလုတ်တစ်ခုကိုထက်ခါတလဲလဲနေရင်တော့အဲ့ဒီပစ္စည်းပဲထက်ကျလာတာမို့သူဟာထမင်းစားတန်ဆိုးတွေအပုံလိုက်ရရှိခဲ့ပါတယ်ဒါပေမဲ့နောက်ခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါမှာတော့လှဲသေးလေးတစ်စီးထွက်လာပြီးသူ့ခြေထောက်ကိုတိုက်မိလို့နာကျင်သွားရပြန်ပါတယ်နိုင်ရီနေငယ်ကြမှာတော့အခန်းထဲမှာပစ္စည်းမျိုးစုံစုမိနေပါပြီသူကနေရန်ကိုဘောလုံးနဲ့ပစ်ပေါက်လိုက်ရကနေခလုတ်တစ်ခုကိုသွားထိပြီးဆူရှီကျလာပါတယ်ပိုက်စာနေတဲ့သူ့အတွက်ဝမ်းသာစရာဖြစ်ပေမဲ့ soy sauce မပါလာပါဘူးသူက soy sauce ရဖို့အတွက်ခလုတ်တွေကိုထက်ခါတလဲလဲနှိပ်ပေမဲ့ဆူရှီတွေပဲထက်ကျလာပြီး soy sauce ကတော့ပေါ်မလာပါဘူးနောက်ဆုံးလက်လျှော့ပြီးဆူရှီတွေကုန်စားပြီးမှခလုတ်ကိုထက်နှိပ်တဲ့အခါကျမှ soy sauce ပလင်းကကျလာလို့သူတော်တော်လေးဒေါသထွက်သွားခဲ့ရပါတယ်နောက်တော့သူက3မျက်မှန်တစုံရလာပြီးအဲ့ဒါကိုတက်ကြည့်တဲ့အခါနတ်မိမယ်လေးတယောက်ကခလုတ်တစ်ခုကိုညွှန်ပြနေတာတွေ့လိုက်ရပါတယ်အဖြေရှာတွေ့ပြီဆိုပြီးဝမ်းသာအားရသွားနေလိုက်ပြီးမဲ့တကယ်တမ်းမှာတော့အရာမတင်မကြီးတစ်ခုအပေါ်ကနေကျလာပြီးသူ့မျက်နှာကိုလေးလဲသွားပါတော့တယ်ကောင်လေးဟာနေရန်ကခလုတ်တွေကိုစမ်းတက်နေရင်းနဲ့နောက်ဆုံးမှာတကားတစ်ချက်ဖုံးကွယ်ထားတဲ့နေရန်အပိုင်းစားတစ်ခုပွင့်သွားတာကိုရှာတွေ့ခဲ့ပါတယ်ဒါပေမဲ့သူကဝမ်းသာလုံးလို့ဘယ်ခလုတ်ကတကားဖွင့်ပေးတာလဲဆိုတာမေ့သွားပြန်ပါတယ်သူကခလုတ်တွေကိုရန်နေရင်းနဲ့အာဖရိကလူရိုင်းတယောက်နေရန်တစ်ခုကနေတစ်ခုကိုပြေးလွှားနေတာတွေသူ့ကောင်းပေါ်ရေတွေကျလာတာတွေကိုကြုံရပါတယ်နောက်ဆုံးတကားဖွင့်တဲ့ခလုတ်ကိုရှာတွေ့ခဲ့ပေမဲ့ခလုတ်ကနေလက်လွတ်လိုက်တာနဲ့တကားကချက်ချင်းပြန်ပိတ်သွားပါတယ်သူဟာအဲ့ဒီခလုတ်ကိုဖိထားနိုင်ဖို့ပန်းအိုးတဲ့ဆူရှီတွေဖြစ်ပြီးဖိထားဖို့စူးစမ်းပေမဲ့အာဖရိကလူတိုင်းနဲ့တိုက်မိပြီးပန်းအိုးကကွဲသွားပြန်ပါတယ်သူဟာတကားကိုနေရန်နဲ့မညက်မိအောင်နာကျင်မှုပျောက်ဆေးတွေတောက်ကျိုးတွေကိုအသုံးပြုပြီးရွက်ခုံတာတွေလုပ်ရင်းနဲ့တကားနောက်ကအခန်းထဲကိုရောက်သွားပါတယ်ဒါပေမဲ့အဲ့ဒီတကားကတော့ခတ်ထားပြန်ပါတယ်တော့ကိုရဖို့သူဟာခလုတ်တွေကိုထက်နေရပြန်ပါတယ်ခက်ခက်ခဲခဲနဲ့တော့ကိုရယူပြီးတကားကိုသွားဖွင့်တဲ့အခါမှာတော့နောက်ထပ် surprise တစ်ခုကစောင့်ကြိုနေပါတယ်အဲ့ဒါကတော့ကနန်းသုံးလုံးနဲ့ရမယ့် password တော့ခက်စနစ်ကြီးပါသူဟာအာဖရိကလူတိုင်းရဲ့နဖူးပေါ်မှာရေးထားတဲ့ကနန်းသုံးလုံးကိုတတိပြုမိသွားပြီးခက်ခက်ခဲခဲနဲ့ကနန်းတွေကိုတွားရိုက်ပြီးတကားဖွင့်နိုင်ခဲ့ပါတယ်ဒါပေမဲ့တကားကနည်းနည်းလေးပဲပွင့်လာပြီးသူထွက်ဖို့နေရာမလောက်ခင်မှာပဲနောက်ကနေရန်ကပြန်ပိတ်သွားလို့သူဟာကြားညက်ပြီးပိတ်မိနေပါတော့တယ်စိတ်ပြက်လက်ပြက်နဲ့ငိုယိုနေတော့မှပဲနေရန်မှာအကြောင်းတစ်ခုတွေ့ပြီးတွန်းဖွင့်လိုက်တဲ့အခါမှာတော့အမောင်ထုထဲမှာလွတ်မျောနေတဲ့ရှောက်လန်းတစ်ခုကိုရောက်သွားပါတယ်သူဟာအဲ့ဒီလမ်းတိုင်းနှစ်အတော်ကြာအောင်ပြေးလွှားပြီးတဲ့နောက်မှာတော့စပင်တွေရှည်လျားပြီးညအိတ်ဝတ်စုံအယောင်တွေတောင်မှိန်နေတဲ့အခြေအနေနဲ့နောက်ထပ်အခန်းလွတ်တစ်ခုကိုရောက်သွားပါတယ်အဲ့ဒီမှာတော့ကလေးနက်မိမယ်တွေအစားလူကြီးနက်မိမယ်တွေကိုတွေ့ရပြီးဒါဟာလေ့ကျင့်ခြင်း practice ဆိုတဲ့အဆင့်ဖြစ်လာပါတယ်တစ်ဖက်မှာတော့မက္ကဆီကိုနိုင်ငံက Escargot Man လို့ခေါ်တဲ့နပန်းသမားကြီးတယောက်ရဲ့မိသားစုအကြောင်းကိုပြထားပါတယ်သူဟာလူငယ်မန်းသမားတွေနဲ့ရှင်ပြိုင်ရမှာမို့စိတ်ပီစီနေပါတယ်နပန်းပွဲစားတဲ့အခါ Escargot Man ဟာပြိုင်ဘက်တွေရဲ့အနှိမ့်ဆက်ကိုခံနေရပါတယ်အဲ့ဒီအချိန်မှာပဲအဖြူရောင်ခန်းထဲကအမျိုးသားကခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါမှာတော့ Escargot Man ရဲ့လေပင်ကမော်ဆန်စွာရှေ့ထွက်သွားပြီးပြိုင်ဘက်တွေကိုခေါင်းနဲ့တိုက်ကအနိုင်ယူလိုက်ပါတော့တယ်ဒီကောင်လေးဟာခလုတ်တွေကိုတစ်ခုပြီးတစ်ခုစမ်းနေကြည့်တဲ့အခါကဘာပေါ်မှာထူးဆန်းတဲ့ဖြစ်ရပ်တွေတပြိုင်တည်းဖြစ်လာပါတယ် Los Angeles ကအဆိုတော်တယောက်ပါဇက်ကနေမိတောက်တွေထွက်လာတာရုရှားမျက်လက်ဆရာတယောက်မျက်လက်မာတာတရုတ်ပြည်ကလူတယောက်ကခွေးတွေကိုပြန်ဟောင်းတာမျိုးတွေဖြစ်လာပါတယ်နောက်ဆုံးမှာတော့သူဟာခလုတ်တွေကိုနှိမ့်မဲ့အစားနေရန်ကိုခလုတ်တွေကနေတဆင့်တွေ့တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့အပေါ်ကိုတက်လီလေးကဘာပေါ်မှာဖြစ်ပျက်တဲ့အရာတွေကပိုပြီးကြီးကျယ်လာလေးပါပဲပန်းပွင့်တာကနေစလို့လပေါ်ကိုလူသားတွေဆင်းသက်တာကြီးသူဟာဖန်တီးပေးနိုင်လာပါတယ်သူ့ပေါ်ဆုံးကိုရောက်တဲ့အခါမှာတော့သူဟာနတ်မိမယ်တွေလိုပဲလွင်မျောနိုင်စွမ်းရရှိသွားပြီးကဘာလောကကြီးကိုထိန်းချုပ်တဲ့ဖျားသခင်တပါးလိုဖြစ်သွားပါတော့တယ်ဇလန်အဆုံးမှာတော့သူဟာတောက်ပတဲ့တကားပေါက်တစ်ခုတည်းကိုဝင်သွားပြီးကမ္ဘာမြေပုံကြီးရှိနေတဲ့နောက်ဆုံးခန်းကိုရောက်သွားပါတယ်အဲ့ဒီမှာတော့သူဟာအီယာမခလုတ်ကြီးတစ်ခုကိုနှိပ်ဖို့ပြင်ဆင်လိုက်ပါတော့တယ်ဒါဟာအနာဂတ်လို့ခေါ်တဲ့နောက်ဆုံးအဆင့်ပဲဖြစ်ပါတော့တယ်